Christmas ပွဲတော်လို့ဆိုလိုက်တာနဲ့လူအတော်များများကခရစ်ယာန်ဘာသာဝင်တွေနဲ့ပဲဆက်ဆိုင်တဲ့ပွဲတော်တစ်ခုအနေနဲ့မြင်ကြတာဖြစ်ပါတယ်။တကယ်တော့ Christmas ပွဲတော်ဟာခရစ်ယာန်ဘာသာဝင်တွေနဲ့ပဲဆက်ဆိုင်တာမဟုတ်ပါဘူး။လောကမှာရှိတဲ့ဘာသူကဘာသာအားလုံးနဲ့ဆက်ဆိုင်နေတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ဘုရားသခင်ဟာသူသိချစ်တဲ့လောကသားတွေကိုအပြည့်ရဲ့အခဖြစ်တဲ့တေခြင်းငရဲကိုမသွားစေခြင်းနဲ့အတွက်ကြောင့်မို့လို့ဒီနေ့သူသိချစ်တဲ့တပါးတီတော်သားတော်ကိုလူသားတွေအားလုံးရဲ့ကိုယ်စားအပြည့်ရဲ့အခကိုယူဆောင်ပေးဖို့ရန်အကျိုးလူစားတီခံယူပြီးတော့မှမွေးဖွားစေတဲ့အချိန်ကာလဖြစ်ပါတယ် Merry Christmas ပါလို့အားလုံးကိုနှုတ်ခွန်းဆက်ပါရစေဒီလဟာ Christmas လရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဘာနဲ့တဝမ်းလုံးမှာ Christmas ပွဲတော်ကိုကျင်းပဖို့ရန်အတွက်ပြင်ဆင်နေတဲ့အချိန်ကာလလေးဖြစ်ပါတယ် Christmas ပွဲတော်လို့ဆိုလိုက်တာနဲ့လူအတော်များများကခရစ်ယာန်ဘာသာဝင်တွေနဲ့ပဲဆက်ဆိုင်တဲ့ပွဲတော်တစ်ခုအနေနဲ့မြင်ကြတာဖြစ်ပါတယ်တကယ်တော့ Christmas ပွဲတော်ဟာခရစ်ယာန်ဘာသာဝင်တွေနဲ့ပဲဆက်ဆိုင်တာမဟုတ်ပါဘူးလောကမှာရှိတဲ့ကဘာသူကဘာသာအားလုံးနဲ့ဆက်ဆိုင်နေတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ဘုရားသခင်ဟာသူသိချစ်တဲ့လောကသားတွေကိုအပြည့်ရဲ့အခဖြစ်တဲ့တေခြင်းငရဲကိုမသွားစေခြင်းနဲ့အတွက်ကြောင့်မို့လို့ဒီနေ့သူသိချစ်တဲ့တပါးတီတော်သားတော်ကိုလူသားတွေအားလုံးရဲ့ကိုယ်စားအပြည့်ရဲ့အခကိုယူဆောင်ပေးဖို့ရန်အကျိုးလူစားတီခံယူပြီးတော့မှမွေးဖွားစေတဲ့အချိန်ကာလဖြစ်ပါတယ်။ယေရှုဖခင်ဟာဒီနေ့လောကမှာရှိတဲ့ယောက်ျားနဲ့မိန်းမသွေးသားဆန္ဒအရာပေါင်းဖော်ပြီးတော့မှမွေးဖွားလာတဲ့သူမဟုတ်ပါဘူး။ဘုရားသခင်စီကလာတဲ့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်မေတော်မာရိဆိုတဲ့အပြိုစင်စစ်ရဲ့ဝမ်းကိုအသုံးပြုပြီးတော့မှလူစားတိခံပြီးတော့မှနှိမ်ချစွာနဲ့ပဲနွားစခွက်လေးထဲမှာမွေးဖွားခံခဲ့တော်ဘုရားဖြစ်ပါတယ်။ဒီနေ့ဘုရားသခင်ဟာလောကမှာရှိတဲ့လူတွေရဲ့စူးစမ်းပြီးတော့မှအကျင့်အကြံတွေကုသိုလ်တွေလှုပ်ဆောင်တဲ့အရာတွေအားလုံးဟာဘလောက်ပဲစူးစမ်းကုသိုလ်တပည့်ငရဲတပိတ်တာဆိုသလိုဖြောင့်မတ်ရာတို့ရောက်အောင်လို့တဲ့အရေးအချင်းမပြည့်မီနိုင်တာကိုဘုရားသခင်ကသိတဲ့အတွက်ကြောင့်မို့လို့ဒီနေ့လောကမှာရှိတဲ့လူတွေကိုတေခြင်းရဲ့တစ်ဖက်မှာဖြောင့်မတ်ရာတို့ရောက်စေဖို့ရန်အတွက်အဲ့ဒီအဖို့အခဖြစ်တဲ့စီရင်ခြင်းကိုသခင်ယေရှုကိုခံစေခဲ့တာဖြစ်ပါတယ်။ဘုရားသခင်ဟာတင့်ကိုသိချစ်တော်ဘုရားဖြစ်ပါတယ်။တင့်ရဲ့အပြစ်တွေအားလုံးအတွက်ကားတိုင်းချက်မှာနာကျင်စွာနှိပ်စက်ခြင်းကိုခံခဲ့ပြီးတော့မှယခုဘဝနောင်ဘဝအတိတ်ဘဝမှာတင်ပြုခဲ့သည်မြအရာအားလုံးနဲ့ဒီနေ့တင့်ရဲ့စ조사အားထုတ်မှုတွေအားဖြင့်ဖြောင့်မတ်ရာတို့မရောက်နိုင်တဲ့အရာတွေအားလုံးကိုကိုစားပြုပြီးတော့မှကားတိုင်ချက်မှာရေတရားခြေပေးခဲ့တော့ဖျားဖြစ်ပါတယ်။ယေရှုဖျားဟာတင့်ရဲ့အပြစ်တွေအတွက်ကားတိုင်ချက်မှာအသေးခံပြီး3ရက်မြောက်တော်နေ့မှာအရှင်ပြန်ထမြောက်တဲ့ဖျားဖြစ်တယ်ဆိုတဲ့အရာကိုလက်ခံယုံကြည်တယ်ဆိုလို့ရှိရင်ဒီနေ့တင့်အနေနဲ့တေခြင်းရဲ့တစ်ဖက်မှာရှိတဲ့အပြစ်ရဲ့အခစီရင်ခြင်းမကောင်းသောအရက်ကိုမရောက်နိုင်တော့ဘူးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တင့်ရဲ့ဖို့ခပေးရမယ့်စီရင်ချက်ကိုတစုံတဦးကရှင်းပေးသွားပြီဖြစ်ပါတယ်။ဒီနေ့ယေရှုဖျားဟာလူသားတွေအားလုံးရဲ့မဖြောင့်မတ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဖြောင့်မတ်တော်ဖျားကလူသားတွေကိုစားအသေးခံနိုင်ဖို့ရန်အတွက်လူအနေနဲ့ကိုစားပြုပြီးလူစားတိခံယူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီ Christmas လဟာတင့်အတွက်ဖြစ်ပါတယ်။တင့်ကိုတိတ်ချစ်တဲ့ဖျားကလူစားတိခံယူပြီးတော့မှအပြစ်ရဲ့အခစီရင်ခြင်းကိုယူဆောင်ပေးဖို့ရန်အတွက်မွေးဖွားလာတော့ကာလဖြစ်ပါတယ်။ဒါကိုတင့်အနေနဲ့လက်ခံယုံကြည်တယ်ဆိုလို့ရှိရင်ရိုးရှင်းစွာဖြင့်ဆုတောင်းပါဘုရားသခင်ဒီနေ့ကျွန်တော်ကျမရဲ့အပြစ်တွေအတွက်ကိုစားပြုအသေးခံပေးဖို့ရန်အတွက်လူစားတီကိုခံပြီးမွေးဖွားခဲ့တယ်လို့ကားတိုင်းချက်မှာနာကျင်စွာဖြင့်ကျွန်တော်ကျမရဲ့အပြစ်တွေအတွက်ကိုစားပြုယူဆောင်ပေးသွားပြီဖြစ်တဲ့အတွက်ယေရှုတင်တယ်ယေရှုဖျားကိုကျွန်တော်ကျမရဲ့အသက်တာထဲမှာကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်လိုပါတယ်ကျွန်တော်ကျမရဲ့နှလုံးသားထဲမှာဝင်ရောက်၍ကျိန်းဝတ်ပါကယ်တင်ရှင်အဖြစ်လက်ခံတယ်ဆိုတဲ့အရာလေးကိုရိုးရှင်းစွာနဲ့ဒီလောက်ပြီးဆုတောင်းလို့ရပါတယ်ဒီနေ့ကျမအနေနဲ့ဓမ္မကျမ်းစာမှာပါတဲ့ကျမ်းချက်တစ်ခုလေးနဲ့ပြောပြပေးချင်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး3ခန်းငယ်16ဖြစ်ပါတယ်ဖျားသခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်
ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လို့နှုတ်ကပတ်တော်ကဆိုပါတယ်ဒီနေ့ဘုရားသခင်ဟာတင့်ကိုသိချစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့တပါးတီတော်သားတော်ကိုစွန့်တဲ့တိုင်အောင်တင့်ကိုချစ်တော်ဖရားဖြစ်ပါတယ်ဒီတော့ဒီခရစ်စမတ်ဟာခရိယန်ဘာသာဝင်တွေနဲ့ပဲဆက်ဆိုင်တာမဟုတ်ပါဘူးတင့်ကိုသိချစ်တဲ့ဖရားကတင့်အတွက်မွေးဖွားလာတာဖြစ်တယ်ဆိုတဲ့အရာကိုဒီအရာလေးအဖြစ်ကျွန်မအနေနဲ့ပြောပြပေးချင်ပါတယ်အဆုံးထိတိုင်နားထောင်ပေးလို့အထူးကျေးဇူးတင်တယ်ဘုရားရှင်တင့်ကိုအထူးကောင်းချီးပေးပါစေ